chapter 1ထွက်လာပြီဆိုတော့အရှုပ်တွေကိုရှင်းဖို့အချိန်တန်ပြီပထမဆုံးအနေနဲ့ကတော့ Oda Drum Maker Club လို့ပြောချင်တယ် chapter 1မှာပါတဲ့ကိစ္စကို chapter 1 fight 2ရောက်မှအစပြန်ဖြေတယ် What a genius One Piece Monty ရဲ့ဝါရီပိုင်ရှင်တချို့ကတော့ဒီလိုမျိုးတွေပြောကြလိမ့်မယ်နှစ်20ကျော်အောင်ဖျောက်ထားတဲ့ပလော့ဟူကြီးဘာညာနဲ့ပေါ့ဒါဆိုရင်ပြန်မေးချင်တာတစ်ခုကနှစ်20ကျော်လောက် mystery ဖြစ်အောင်ထားဖို့ဆိုတာကခင်ဗျားတို့အမြင်မှာအရန်ကိုလွယ်နေလားဘသူတွေဘာပဲပြောကျွန်တော်တို့ကတော့ chapter 152ကအကောင်းဆုံး One Piece moment တွေကတစ်ခုပဲ spoiler ဖတ်ကြတဲ့ကတော့ချက်သိန်းတွေထားရလို့ပြောရင်ရုံမယ်လို့တော့ထင်တယ် intro အချောင်းနေရာတွေလည်းများပြီဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင် chapter title က terrible မြန်မာလိုဘာသာပြန်ရမယ်ဆိုရင်တော့ကြောက်မက်ဖွယ်နေဒါမှမဟုတ်အဆိုးဝါးဆုံးနေလို့ဘာသာပြန်လို့ရတယ် One Piece series ထဲမှာစကားလုံးတွေနဲ့ပတ်သက်ပြီးဂီရုတစ်စိုက်အသုံးပြုရလို့ပြောရမယ်ဒီလို terrible လိုမျိုးချင်းချင်းထန်ထန်စကားလုံးသုံးတာက Voice Century နဲ့ God Valley အစီအစဉ်တွေမှာမမြင်ဘူးသေးတယ်ခုတစ်ခါကြောက်မက်ဖွယ်နေဆိုတာကတော့လွန်ခဲ့တဲ့14နှစ်တုန်းက Ever ကျွန်းမှာဖြစ်ခဲ့တဲ့နေ့ကိုဆိုလိုချင်တာဖြစ်တယ် chapter ကပါကတော့ထုံးစံတိုင်းပဲမပြီးဆုံးနိုင်တဲ့ပကြီးကားချက်ကြီးရာမာတိုးရဲ့ဝါနိုတခွင်ခီးသွားဘလော့ဆိုတော့အများကြီးတော့ပြောမနေတော့ဘူးတခုကြိုပြောချင်တာကကျွန်တော်က chapter breakdown လုပ်နေတာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့အသေးစိတ်တွေကိုပြောနေမှာမဟုတ်ဘဲနဲ့ဖြစ်လာနိုင်ခြေရှိရတွေဘာတွေနဲ့ဘယ်လိုဆက်ဆက်နေလဲဆိုတာတွေကိုပဲအဓိကထားပြီးတော့ပြောသွားမယ်ဒီ chapter မှာ Holy Knight တွေရဲ့အားနည်းချက်က Kongarasaki ဆိုတာကိုတိတိတတ်တာပြထားတယ် Holy Knight တွေကိုတိုက်ခိုက်နိုင်တဲ့သူတွေကမွေးကလေးကတတ်မှတ်ထားတယ်လို့အောင်ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ Kongarasaki ဆိုတာမျိုးကမွေးရပါအစွမ်းတစ်ခုဖြစ်နေလို့ပါ။စူးစမ်းရင်ဖျားတော်ဖြစ်နိုင်တဲ့ဆိုရဲစကားကြီးကိုအော်ပြောပြီးစူးစမ်းနေရင်တော့မှ Kongarasaki ကိုသုံးတက်လာမှာမဟုတ်ဘူး။နောက်ပြီးတော့ဂါဘန်ပြောတာကိုကြည့်လိုက်မယ်ဆိုရင် Kongarasaki ရှိရဲ့လို့အချင်းချင်းသိနိုင်တယ်။ဇော်ရိုကိုယ်တိုင်တော့မှသူ့ကိုယ်သူ Kongarasaki ရှိမှမသိသေးဘူးဆိုပေမဲ့ Kongarasaki ကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်နေပြီဖြစ်တယ်။ Luffy နဲ့ဂါဘန်တို့ကတော့ဇော်ရိုစီကနေ Kongarasaki စွမ်းစားတွေကိုခံစားလို့ရတယ်ဆိုတာမျိုးပေါ့။ဆန်ကြီးကတော့သူ့ကိုပြောရထင်ပြီးဝင်အားချောင်းပေမဲ့ဂါဘန်ကဇော်ရိုကိုပြောရမှန်းနဲ့တီးသွားရောဖြစ်သွားတဲ့မျက်နှာကအတော်လေးရည်ရတယ်။အဖွဲတွေကိုစောင့်ဝင်လာကြတဲ့ကတယောက်နဲ့တယောက်ပြန်လာကြတဲ့လူနှစ်ယောက်မှာတယောက်တည်းကပဲကွက်ပြီးချီကျူးခံလိုက်ရတယ်လို့ဖြစ်သွားတော့ဆန်ကြီးလည်းအားငယ်သွားမှသိကြတယ်။ဇော်ရိုကတော့သူ့မှာ Kongarasaki ရှိမှန်းသိသွားပြီမလို့ခုထပ်ပို့ပြီးကျန်းလာတော့မှာပါဒါပေမဲ့ Luffy ရောဇော်ရိုရောရဲ့ Kongarasaki ထုတ်သုံးနိုင်တဲ့ပမာဏကခုထိမလုံလောက်သေးဘူးဆိုတာကိုတော့အားလုံးလက်ခံကြမယ်ထင်တယ်တခုကောင်းတာကတော့လိုအပ်နေတဲ့နှစ်ယောက်လုံးက One Piece 1မှာ Battle IQ အကောင်းဆုံးလူတွေထဲကနှစ်ယောက်ပါချက်ဆွေနေရကမိတောက်ပြီးသားဖြစ်အောင်ကိုလေးလာတည်ယူမှုအားကောင်းတဲ့လူနှစ်ယောက်ဖြစ်တာမလို့ဂါဘန်ကနီးလန်းပြောပြရုံနဲ့တင်ခဏလေးနဲ့လိုက်လုံနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်Loki ကလည်း Kongarasaki ရှိမှသိကြတယ်အီမိုကိုနိုင်မှုသူ့အစွမ်းကိုလိုရဲဆိုပြီးကြွေးကြော်နေတဲ့ကောင်ကြီးဆိုတော့ Loki ရဲ့လက်ရှိ Kongarasaki level က Luffy နဲ့ Zoro ထက်မတိုင်အောင်မှအောက်မှာတော့ရှိမှာမဟုတ်ဘူး။နောက်ပြီးတော့တခြားဝက်ဖဲတွေလည်း Loki မှာရှိနေနိုင်သေးတယ်။ Loki ရဲ့တခြားအကြောင်းတွေကိုတော့ကြောက်မက်ဖွယ်နေအကြောင်းကိုပြောရင်းနဲ့မှာပဲဆက်ပြောပေးပါမယ်။အားလုံးထင်နေကြတာက F ကျွန်းမှာ Kongarasaki သုံးနိုင်တဲ့လူက Luffy, Zoro, Garban နဲ့ Loki တို့၄ယောက်ပဲရှိရဲဆိုတာမျိုးပေါ့။ Garban ကဆက်မတိုင်နိုင်တော့ဘူးဆိုတော့၃ယောက်ပဲကျန်မယ်။တကယ်တော့အမောပြေရင်ကုန်နေတဲ့ပင်လယ်ပြင်တွေကကောင်လေးကိုမိနေကြတဲ့ပုံပဲဟုတ်ပါတယ် chance ကိုသွားစမိတဲ့ကောင်စိုးလေးကစ်ကိုပြောတာပါကစ်မှာ Kongarasaki ရှိတယ်ဆိုတာကဝါနိုအမှာကလေးက confirm လုပ်ပြီးသွားပြီ chance နဲ့တွေ့လို့ကစ်မောက်သွားတယ်ဆိုပေမဲ့ chance ကတိုးတက်ဖို့ position မြင့်တဲ့ကစ်ကိုပင်လယ်ထဲမှာအသေးခံလိုက်မှမထင်ဘူး Ora ကလည်း major role မှာရှိခဲ့ဘူးတဲ့ကစ်ကိုဒီတန်းလေးဇလန်ပြီးခံလိုက်မှာတော့မဟုတ်ဘူးကစ်ကိုအတူခေါ်လာရလိုက်တဲ့အထိလေရှန့်အတွက်ဘောင်းမဝင်ဘူးဆိုတော့ကစ်အနေနဲ့ effort ကျွန်းမှာအဖမ်းခံထားရဖို့ပဲများတယ်One Piece 1မှာကစ်လောက်ကန်ဆယ်လို့ရှိတော့မယ်မထင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုလူတို့ပဲစဉ်းစားကြည့်လိုက်ပါ။ Shanks ကကစ်ကိုတီးထုတ်ပေးလိုက်တဲ့အချိန်နဲ့ Luffy တို့ Alpha ကိုရောက်လာတဲ့အချိန်ကရပ်ပိုင်းလေးပဲချတယ်။တကယ်လို့ကစ်တာနည်းနည်းလေးနောက်ကျပြီးမှ Alpha ကျွန်းကိုရောက်လာခဲ့မယ်ဆိုရင်အခုလိုမျိုးမွေးပါလဲစုံသားလဲစုံအဖြစ်မျိုးနဲ့ကြုံရမှာမဟုတ်ဘူး။ကစ်တာနည်းနည်းလေးနောက်ကျမယ်ဆိုရင် Shanks ကလည်း Alpha ကထွက်သွားပြီး Luffy ကလည်းရောက်နေပြီ။ဒီကြားတဲ့အခက်မသိရင်အီမှုကိုဝိုင်းတိုက်ချရတဲ့ကစ်တောင်ပါခြင်းပါလာအောင်မှာဒီထက်ပိုနောက်ကျမယ်ဆိုရင်တော့effort ကိုဝင်တီးခြင်းတဲ့ကစ်အတွက်ပိုတော့အဆင်ပြေပါသေးတယ်။ဆရာကြီးရောက်လာမှကျမတို့ရွာလေးနဲ့ပြချသွားပြီဆိုတဲ့စကားအတိုင်းပဲအီမိုးကြောင့်ရိုင်းနေဖြစ်သွားတဲ့ effort ကိုအသာလေးဝင်စီးလိုက်ရုံပဲ။ရက်ပိုင်းလေးပဲနည်းနည်းဆောရောက်လာလိုက်တာရှက်စီမှာမရှုမလားရှုံးသွားတော့တယ်။အဲ့ဒါကြောင့်မလို့ပြောကြတယ်။လူမဲတော့မှအချိန်မှပြီးရောက်လာကြရင်အလွဲလဲချော်ချော်ဖြစ်သွားကြတာပဲ။ right person round time ဆိုတာမျိုးပေါ့။ right person round time ဆိုတဲ့နေရာမှာကစ်တယောက်ထဲတော့ဟုတ်မနေဘူး။ chance လဲပါတယ်ပင်လယ်တမတယောက်လက်ကနေစိတ်ကန်းပျက်စီးမဲ့ရေးကနေကယ်လိုက်နိုင်ပေမဲ့ကမ္ဘာအဆိုးဆုံးလူကြီးရောက်လာတော့မှ Shanks က F မှာရှိမနေတာကနည်းနည်းလေးတော့စားတယ်ကစ်တို့ရောက်လာတဲ့အချိန်မှာ Shanks တို့က F ကျွန်းကနေထွက်ခွာဖို့ပြင်ဆင်နေကြတာဖြစ်တယ်ဒါကြောင့်ပဲစိတ်ကန်းကိုကတ်လာတဲ့ကစ်တို့ကိုမြင်ပြီးတော့တခါတည်းကိစ္စချောပေးလိုက်တာမျိုးပါ
ရှက်စ်တို့မရှိတော့တဲ့အချိန်ရောက်မှရှက်စ်ရဲ့လက်အောက်ခံနေမြေတို့ယူဆရတဲ့ effect ကျွန်းကိုရှက်စ်ရဲ့အကူတော် Shamrock တို့ရောက်လာတာကလုံးလုံးတဲ့တိုက်ဆိုင်မှုတစ်ခုလိုပဲသတ်မှတ်ထားခြင်းနဲ့တကယ်လို့သာတိုက်ဆိုင်မှုမဟုတ်ဘူးဆိုရင်တော့ Chance က World Government နဲ့ Emu ဘတ်တော်သားဖြစ်တယ်ဆိုတာကပြောနေစရာတော့မလိုတော့ဘူးဒီအကြောင်းကိုလည်းခဏနေဆက်ပြောသွားမယ်တိုက်ဆိုင်မှုတစ်ခုပဲဆိုရင်တော့ Chance နေနဲ့ effect ကျွန်းကိုပြန်ရောက်လာဖို့များတယ်ဘာဖြစ်လို့လဲဆိုတော့ Vivra ကကြောင့်ပါ Vivra ကဆိုတာကလူတယောက်ရဲ့အသက်မတည်မငြိမ်ဖြစ်နေပြီဆိုရင်မီးစလောင်တာဖြစ်ပြီးတော့အလုံးစုံတည်သွားတော့မှပဲပြာဖြစ်ကိုကူးပြောင်းသွားတာမျိုးပါအခုဆိုရင် effect ကျွန်းမှာအသက်ပေးနေရင်ဆိုင်နေရတဲ့လူကဂါဘန်ပါဝင်အများကြီးပဲရှက်ရဲ့ Vivra ကပဲ Giant တွေစီမှာရှိနေပြီးတော့ effect ကျွန်းကလူတွေရဲ့ Vivra ကရှက်စီမှာရှိမနေဘူးဆိုရင်တော့ Chance က effect မှာပေါ်မလာအောင် Aura ချုံတင်ဖန်တီးထားတဲ့ Plow တစ်ခုဖြစ်လို့သွားပြီးကျွန်တော်အထင်ပြောရမယ်ဆိုရင်တော့ရှက်စီမှာ Gava ရဲ့ Vivra ကတော့အနည်းဆုံးရှိမှသေးကြတယ်ဂါဘန်ကလည်းဂန်ကိုကြောက်တိုင်ပတ်သွားတာဆိုတော့ Vivra ကမီးဆွဲနေတော့ပြီမလို့ Chance လည်း effect ကျွန်းမှာစောင့်ကြိုင်မှတည်သွားတဲ့ခါနေပြီဆိုတာကိုသိပြီလောက်ပါပြီဒါကြောင့်မလို့ Chance နေနဲ့ effect ကျွန်းစီကိုပြန်ရောက်လာဖို့များတယ်တကယ်လို့ Chance ဟာတစုံတဝန်းနဲ့တိုက်ပွဲဖြစ်မနေဘူးဆိုရင်ပေါ့ Chance ပဲရောက်နေနိုင်တယ်ဆိုတာကိုတော့နောက်ဗီဒီယိုကြရင်ဆက်ပြောမှာဆိုတော့ခုတော့ဒီလောက်ပဲပြောထားအောင်မယ်ကွန်ကာရာဆာကီအကြောင်းကိုပြောနေတော့နံပါတ်၄ကောင်လေးအကြောင်းကိုလည်းပြောမှတော့ရမယ်အယိုးသားဆုံးဝင်ခဲ့ရမယ်ဆိုရင်ဇော်ရိုနဲ့ဆန်ဂျီချာမှာပါဝါကက်ကြီးသွားတာမျိုးမလို့ခြင်းဘူးသူမတာကိုအားသူပါဆိုတဲ့အနေထားမျိုးကမှကြည့်လို့ကောင်းတာမလို့ဆန်ဂျီကိုလည်းကွန်ကာရာဆာကီရသေးခြင်းမိတယ်ကွန်ကာရာဆာကီရှိမှကျန်းတယ်လို့ခေါ်မှလားဆိုရင်တော့ဟုတ်တယ်လို့ပဲဖြေရမှာပဲဒါပေမဲ့ခတိကသက်ပြောရမယ်ဆိုရင်တော့ကွန်ကာရာဆာကီမရှိတဲ့ကျန်းနိုင်တယ်အဝေးကြီးပြေးကြည့်စရာမလိုဘူးမီဟော့ကိုကြည့်အောင်နဲ့တင်သိနိုင်တယ်မီဟော့မှာကွန်ကာရာဆာကီမရှိဘူးဒါကိုလည်းနောက်ဆုံးထွက်ထားတဲ့ Vivra ကမှာပြောပြီးသွားပြီဒါပေမဲ့တကဘာလုံးက favorite တော့အောင်ကြောက်ရတယ်ရှိကြည့်ဘူးကစနစ်ဆိုတာကမီဟော့အတွက်ဖန်တီးထားရဲဆိုတာကျွန်တော်တခါပြောဘူးတယ်မီဟော့ရဲ့ level ကချွင်းချက်မရှိရုံကို level ပါပြီးတော့ final 1မှာလည်းပါအောင်မှသိကြတယ်ကွန်ကာရာဆာကီမရှိဘူးဆိုတဲ့အချက်နဲ့တည်းမီဟော့ကဘောင်းဝင်ဘူးလို့တော့သတ်မှတ်လို့မရဘူးဒါကြောင့်မလို့ဆန်ဂျီတရားကွန်ကာရာဆာကီမရှိလေတခြားသောအရာတွေနဲ့ power upgrade လုပ်ပေးလို့ရသေးတယ်လိုကီကခံယူအုပ်ထုတ်အဖွဲ့တွေကိုရောက်သွားတာလားဆိုတာကလည်း spoiler တွေထွက်လာတော့ကအင်တာမာရောလိုကီမှာပါအတော်လေး hit ဖြစ်သွားတဲ့ကိစ္စတစ်ခုပါကျွန်တော်ကလိုကီအဖွဲ့တွေကိုရောက်လာမယ်မထင်ဘူးလိုကီဆိုတဲ့ကောင်ကမာနာကြီးတစ်ခွဲသားနဲ့စကားပြောရင်နောက်မှာအထက်စီးကပြောနေတာမလို့တခြားသူရဲ့လက်အောက်မှာလာနေမယ်မထင်ဘူးသူ့ဘဝမှာ Zivus လောက်ကိုပဲမေရအားချဖို့တာမလို့ Luffy နဲ့ Zivus ဆိုတာကပြထားတလန်းတက်တလန်းပဲဘာကိုမှမဆိုင်ဘူးထင်ထားတဲ့အတိုင်းပဲ full chapter ထွက်လာတဲ့အခါမှာလေ Luffy တယောက် Loki ကြီးကညင်းတာကိုခံလိုက်ရတယ်ဒါပေမဲ့ Loki က Zivus ကိုတက်သွားရဲ့ဝါကာပမန်ကိုပထွေမုံနေတာမလို့ Luffy တို့နဲ့မဟာမိတ်ဖြစ်လာမှာတော့တေချာတလောက်ရှိတယ်ဒါနဲ့မှတ်မိကြသေးတာမသိပေမဲ့ Loki ရဲ့တဝီတော့တငယ်ချင်းမိုးစာကရှီယာဟူရှီဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်ပြောခဲ့ဘူးတယ်ကျွန်တော်လည်းမဟုတ်ဘူးတခြားလူတွေတော်တော်များများလည်းဒါကိုပြောခဲ့ကြဖို့မယ်ထင်တယ်Luffy ဆိုတာကရှီယာဟိုရှီအတွက်သူ့ရဲ့ကောင်းပါဒါကြောင့်မလို့ရှီယာဟိုရှီရဲ့စကားတွေကလည်း Luffy နဲ့ Loki ပူးပေါင်းတဲ့နေရာမှာအထောက်ကိုပြောမှသိကြတယ်ဒီနေရာမှာပြောစရာတခုရှိတာက Luffy ရဲ့လွှမ်းမိုးမှုပါတာမန်အချိန်တွေမှာသာ Luffy ကိုဘောင်းမသွင်းကြဘူးဆိုပေမဲ့အရေးကြီးလို့သွေးစီးရတော့မယ်ဆိုရင် Luffy ရဲ့အမိန့်ကိုဘယ်သူမှမလွန်ဆန်နိုင်ကြဘူး Store အဖွဲ့ဝင်တွေမဟုတ်ဘူး Store Grand Fleet တွေကပါ serious ဖြစ်နေတဲ့ Luffy ကိုကြောက်ရတယ်ဒါကြောင့်မလို့ Luffy က Loki ကိုတငယ်ချင်းနေနဲ့တတ်မှတ်လိုက်တဲ့အချိန်ရောက်မှ Hatchery ကအကြောက်ကမငင်းတော့တာပါChapter 1152တခုလုံးမှာစိတ်ဝင်စားဖို့အကောင်းဆုံးအပိုင်းကတော့ဂါဘန်စမြုပ်ပြန်ပြတယ် FF ချုံကကြောက်မက်ဖွယ်နေအကြောင်းပဲပြောရမယ်ဆိုရင်တော့ FLR ရဲ့တန်ဖိုးအမြင့်ဆုံးအပိုင်းတွေကတခုလိုအောင်ဆိုနိုင်တယ်တန်ဖိုးအမြင့်ဆုံးအပိုင်းကိုဆက်မပြောခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးဖို့တောင်းဆိုချင်တယ် subscribe လုပ်ပြီးသားလို့ဆိုရင်လည်း like လုပ်လေးတွေကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့ video ကိုတခြားလူတွေရဲ့ recommend list တွေကိုရအောင်ကူညီပေးခဲ့လို့ရပါတယ်ကဲအားချောင်းရရှိရလေးကိုလည်းဆက်အားချောင်းကြတာပေါ့ဂါဘန်က FF မှာအတော်လေးရေးပါရရောက်တဲ့လူလို့ပြောလို့ရတယ်ဂါဘန်ရဲ့တိုက်တွန်းမှုကြောင့်ပဲလိုကီက14နှစ်လုံးရင်ကုန်နှုတ်ပိတ်လာတဲ့ချောင်းမဖွေနေအကြောင်းကိုရှင်းပြခဲ့တာမျိုးပါဘယ်ခွေးမှလူမထင်ဘူးဆိုရင်လိုကီတောင်မှပြန်မဲ့ပြောချင်လာရောက်တဲ့အထိအိုက်နီကအတော်လေးကြောက်ဖို့ကောင်းတယ်လို့ပြောရမယ်ပထမဆုံးအနေနဲ့ပြောရမှာကတော့လိုကီက FF ကျွန်းမှာမနေဘဲနဲ့တကူတော်စင်သားကဖွင့်နေပုံရတယ်သူ့အဖေဝါကားပမန်နဲ့ပေါင်းတာကိုကက်ကပ်ဖို့အတွက်လိုကီကပြန်လာတာလို့ပြောတာကိုကြည့်မယ်ဆိုရင် FF ကဝါကားပမန်လောက်ကနိုင်ငံတစ်ခုဖြစ်နေပြီးသားဖြစ်လိမ့်မယ်ဖြစ်တာကြပြီလားမကြသေးဘူးလားဆိုတာကိုတော့ဆက်ပြီးတော့စောင့်ကြည့်ရအောင်မယ်ကျွန်တော်ကတော့လက်အောက်ခံနိုင်ငံဖြစ်တာမကြသေးဘူးလို့ပဲယူဆတယ်အလုံးစုံကြာလာတစ်နှစ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ FF တာဝါကဘာမန်လောက်ကိုရောက်တာကြပြီဆိုရင်နှစ်တခါကျင်းပတဲ့ Reverie ကိုလည်းတက်ဖို့မှသိကြတယ်ဒီလိုဆိုရင်တကဘာလုံးကိုလည်းကြီးညာပြီးသားဖြစ်သွားပြီဂျိုင်းတွေကဝါကဘာမန်လောက်မှာရှိခဲ့ဘူးတာကိုသိတဲ့လူကအရန်ရှာတော့ဒီကိစ္စတွေဖြစ်ပျက်ခဲ့တာကလာပိုင်းလောက်ပဲရှိအောင်မယ်လို့ယူဆလို့ရတယ်လိုကီနန်းတော်ကိုရောက်လာတဲ့အချိန်မှာပဲကင်ဟာရက်ကအသက်ခံရပြီးနေပြီကင်ဟာရက်ကိုလိုကီမတက်ဘူးဆိုတာနဲ့ဟာရက်ကြီးကဝါကဘာမန်နဲ့ပူးပေါင်းမှုကြိုးစားခဲ့တယ်ဆိုတာကိုကျွန်တော်ပြောခဲ့ဘူးလေဒါကတော့ theory မှန်ကြောင်းကြုံကြွားလေးတစ်ဖြတ်ပေါ့
ဇလန်းကိုပြန်ဆက်ရမယ်ဆိုရင်တော့အဲ့ချိန်တော့လူကီနဲ့တူတူဂျာရီလည်းရှိနေခဲ့တယ်။ဒါပေမဲ့ဂျာရီကအဖြစ်မှန်တွေကိုဘသူ့ကိုမှပြောမပြခဲ့ဘူး။ဒီနေရာမှာဖြစ်နိုင်ခြေ၃ခုရှိတယ်။ပထမတစ်ခုကတော့ဂျာရီကအီမူရဲ့ဘက်တော်သားဖြစ်နေလို့ပါ။ဒုတိယတစ်ခုကတော့ဂျာရီကခေါင်းကိုထုံးပြီးတဲ့ဒဏ်ရာကြောင့်ဒါမှမဟုတ်တစ်စုံတစ်ခုရဲ့ထိန်းချုပ်တာကိုခံရပြီးတော့အတိတ်မိသွားတာမျိုးလည်းဖြစ်နိုင်တယ်။နောက်ဆုံးဖြစ်နိုင်ခြေကတော့လူကီကတစ်စုံတစ်ခုရဲ့ထိန်းချုပ်တာကိုခံလိုက်ရတာမျိုးပါ။တစ်စုံတစ်ခုဆိုတာကတခြားလူကိုပြောနေတာတော့မဟုတ်ဘူး။အီမူကိုဆိုလိုချင်တာဖြစ်တယ်။ဂါဘန်ကိုတိုင်ကလည်းအဲ့ဒီနေ့မှာနန်းတော်စီကနေကြီးမားတဲ့ကွန်ကာရာဆာကီကိုခန်းစားမိရလို့ပြောတာမလို့အီမူကြီးလည်းရှိနေခဲ့နိုင်တယ်။ဒီဟာကီကသာလူကီရဲ့ဟာကီဆိုရင်လူကီနဲ့ယဉ်နေပြီးသားဖြစ်တဲ့ဂါဘန်နေတယ်မသိစရာအကြောင်းမရှိဘူးကျွန်တော်အထင်ပြောရမယ်ဆိုရင်တော့အီမူရဲ့စွမ်းနေတဲ့မှာ memory erase တနည်းပြောရရင် brain wash လုပ်တာမျိုးလဲပါဖို့များတယ်မမိကြသေးတာတော့မပြောတတ်ပေမဲ့ဂန်ကိုကဂါဘန်ကိုအနိုင်ကျင့်ပြီးတဲ့နောက်မှာလူကောင်းစိတ်လေးအနှဲငယ်ပြန်ဝင်လာလိုက်သေးတယ် Brocket ဒေးတန် Brocket အငွေသက်တွေကြောင့်ပဲဂန်ကိုကအခုလိုမျိုးပြန်ဖြစ်သွားတာဖြစ်တယ်တချို့ဆိုရင် Brock နဲ့ဂန်ကိုကြားမှာ family tree တခုရှိမယ်လို့တော့ဆိုကြတယ်ဒီလိုသာအမှန်တကယ်ဖြစ်လာမယ်ဆိုရင်တော့အီမူက Holy Knight တွေကို brain wash လုပ်ထားတာဖြစ်ဖို့သေချာသလောက်ပဲShamrock နဲ့ Gango တို့ပေါ်လာတဲ့အချိန်တုန်းက Holy Knight တွေဆိုတာက Celestial Dragon တွေပဲလုံနိုင်တဲ့အလိုမျိုးဆိုပြီးပြောခဲ့တယ်။ဒါပေမဲ့ Brook ရဲ့ flashback မှာ Gango နဲ့ဆုံခဲ့ဘူးတာကိုပြထားတယ်။ Brook က Celestial Dragon မဟုတ်ပဲတာမန်လူတယောက်ဖြစ်ခဲ့တယ်ဆိုတာအားလုံးလည်းအသိပဲ။ Crash တက်တောင်ချေမိုးနေတဲ့ Celestial Dragon တွေကတာမန်လူတယောက်နဲ့လွတ်တွဲပြီးကနေဖို့ဆိုတာအိမ်မက်ထဲမှာတော့မဖြစ်နိုင်ဘူး။ဒါပေမဲ့ Gango နဲ့ Brook မှာတော့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိခဲ့တယ်။ဒါဆိုရင်ဖြစ်နိုင်ခြေရှိတာတစ်ခုက Gango က Celestial Dragon အစ်စ်မဟုတ်ပဲ Holy Knight ဖြစ်လာတာမျိုးပါ။ဒါကဂန်ကိုနဲ့ဘရုတ်တို့ကတားဖာဖြစ်တယ်ဆိုတဲ့ theory ကိုထောက်ခံနေရမျိုးမဟုတ်ပဲတာမန်လူတယောက်နဲ့ Celestial Dragon တယောက်လက်ချင်းချိတ်ပြီးကနေဖို့မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကိုအခြေခံပြီးပြောနေတာဖြစ်တယ်။လွန်ခဲ့တဲ့14နှစ် Effect ကျွန်းမှာဖြစ်ခဲ့တဲ့အကြောင်းမဖွယ်နေတုန်းကအီမူလည်းရှိနေခဲ့ပြီးတော့ Loki ကို Devex Contract နဲ့ထိန်းချုပ်လိုက်တာမျိုးဒါမှမဟုတ် Jare ကို Brainwash လုပ်လိုက်တာမျိုးဖြစ်ခဲ့တယ်ဆိုရင်အရာအားလုံးကလက်ခံနိုင်တဲ့အနေအထားမျိုးကိုရောက်သွားပြီး Loki အထိန်းချုပ်ခံလိုက်ရတယ်ဆိုတာကပိုပြီးတော့ဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့လူကီကအထင်းချုပ်ခံလိုက်ရတယ်ဖျက်ဆီးမိလိုက်တာကသူကိုယ်တိုင်ပဲလို့ယူဆထားတဲ့အပြစ်စိတ်ကြောင့်14နှစ်လုံးနှုတ်ပိတ်နေခဲ့တာမျိုးပေါ့ chapter ကိုဖတ်တော့ကဆိုရင်ဂါဘန်ကကင်းဟာရတဲ့ရဲ့နေ့မှာရှက်စလဲသူနဲ့တူတူရှိခဲ့ရလို့ပြောတယ်ဒီအချိန်ထိဘာပြဿနာမှမရှိသေးဘူးရှက်ရဲ့လက်မှာ Evers မလိုမျိုးအရာကိုမြင်လိုက်ရတော့မှ Harry ဟင်းနေဖြစ်ကုန်ပြီးတော့ခေါင်းထဲမှာလည်းအတွေးတွေပလုံစီလာတယ်အရင်ဆုံးအနေနဲ့ Evers ကဘာနဲ့တူလဲဆိုတာကိုနားလည်လွယ်အောင်ရှင်းပြပေးမယ် Evers ကိုဖန်တီးထားတဲ့လူကအီမူဒီအမတ်သားကိုပိုင်ဆိုင်ထားတဲ့လူတွေကအီမူရဲ့အစွမ်းတွေကိုတိုက်ရိုက်ယူသုံးနိုင်တယ်။တနေရာကနေတနေရာကို teleportation လုပ်တာတွေမသိမျိုးအစွမ်းတွေအပြင်တခြားမသိရသေးတဲ့အစွမ်းတွေလည်းရှိအောင်မယ်။အပြန်အလှန်အနေနဲ့ကတော့ Everest မှာရှိတဲ့လူတွေကအီမူထိုင်းရနေစေရသွားရတယ်။ခိုင်ခွေးပွားတွေကိုပိုင်ဆိုင်ထားရတယ်။စီတန်ကိုခြေရမ်းသလိုတက်လိုက်တာတွေဂန်ကိုရဲ့ခန္ဓာကိုယ်ကိုဝင်ထိန်းချုပ်တာတွေကမူလာစင်းမြစ်ကဒီ Everest မှာကြောင့်ပဲကျွန်တော်ခုနတုန်းကပြောခဲ့တဲ့ကွန်ကာရာဆာကီရှိမှတိုက်လို့ရရဲဆိုတာကဒီလိုမျိုး Everest မှာရှိတဲ့လူတွေကိုပါရှက်စ်ဘက်ကိုပြန်သွားရမယ်ဆိုရင်တော့ Evers မှာရှိနေတဲ့ရှန်ကအီမူရဲ့လက်အောက်ခံလို့ပြောလို့ရတယ်။ Celestial Dragon အဖြစ်မွေးဖွားလာကြတဲ့ကဒီလိုမျိုး Evers မှာကိုပိုင်ဆိုင်လာတာလို့တွေးကောင်းတွေးနေနိုင်တယ်။ဒါပေမဲ့ကျွန်တော်ကဒီလိုဟုတ်မယ်မထင်ဘူး။ Dofi တို့ Corazon တို့မှာ Evers မှာရှိမနေတာကိုကြည့်အောင်နေတယ်။ဒါကဖြည့်ရှင်းပြီးသားပါ။ဒါကြောင့်မလို့ Shans အနေနဲ့ Holy Knight တယောက်ဖြစ်ခဲ့ဖို့များတယ်။ဒီလိုသာဆိုရင် Shans ရဲ့အတိတ်ကပို့ပြီးတော့နှံနေသွားပြီ။ Shans ကိုယ်တိုင်ကလည်း Holy Knight မှာကင်းရလက်နဲ့တွေးခဲ့ဘူးရဲ့လို့ပြောထားတယ်။ဝါကပမန်နဲ့ effect ကလူတွေအပေးယူလောက်တာကမချသေးဘူးဆိုတာကိုကျွန်တော်စောနာကပဲပြောခဲ့တယ်။ဒီအချက်ကပဲ Shans နဲ့ Holy Knight မှာရှိခဲ့ဘူးတာမချသေးဘူးဆိုတာကိုပြသနေရလဲဖြစ်ပါတယ်။ Shans က Celestial Dragon တယောက်အနေနဲ့ရှင်သန်ဘူးရဲ့လို့ပြောရမှာပဲ။ Shans ပြန်လာတာကိုကြလက်ခံပြီးတော့ Dofi တော့ကဘာလို့လက်မခံတာလဲဆိုပြီးမေးကောင်းမေးနိုင်တယ်။မမိလိုက်ပါနဲ့ Shans ရဲ့ father ကြီးကတမယာသည်မဟုတ်ဘူး။ Celestial Dragon တယောက်ကိုတော့အီမူရဲ့အမိတ်မပါပဲတေးတံပေးနိုင်တယ်။ Shans တယောက် Holy Land ကိုပြန်သွားတဲ့အချိန်လောက်ဆိုရင်ဂါလင်းကြီးက Holy Knight ခေါင်းဆောင်ဖြစ်နေလောက်ပြီ။ Shans က Holy Land မှာရက်ပိုင်းဒါမှမဟုတ်လပိုင်းပဲနေခဲ့ဘူးရဲ့လို့ယူဆလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ Timeline ကိုတစ်ချက်ကြည့်လိုက်ပါ။ Roger ဒေတာကလွန်ခဲ့တဲ့25နှစ်ကဖြစ်ပြီးတော့ Garban နဲ့ Shans ပြန်တွေ့တာကတော့လွန်ခဲ့တဲ့14နှစ်ကဖြစ်တယ်။ Data ပုံမှာပြောထားတာအရဆိုရင်ရာဆုကဦးစုမမွေးခင်ကတည်းက Shans နောက်ကိုလိုက်သွားလို့ပြောထားတယ်။ဦးစုကအခုဆိုရင်အသက်20ပြည့်တော့မှာပါ။ဒါကြောင့်မလို့ Shans က Roger ဒေပြီး9နှစ်အတွင်းမှာကိုပိုင်အဖွဲ့ကိုထောက်ပေးနေပြီလို့ပြောလို့ရတယ်။ပြီးတော့ Shamrock ရဲ့ပြောစကားအရဆိုရင် Shans က Holy Land ကိုတစ်ခါပဲလာဘူးတာဖြစ်တယ်။ဆိုလိုချင်တာကတော့ Shans က Holy Land ကိုလာပြီးတော့အချိန်တစ်ခုကြာပြီးတဲ့နောက်မှာပြန်လစ်သွားရဲဆိုတာမျိုးပေါ့။ Shans က Holy Land မှာဟာလန်နဲ့စကားအေးသေးမပြောလိုက်ရလို့ effect ကိုလိုက်လာတာဆိုပြီးဂါဘန်ကိုပြောထားတယ်။မကြသေးခင်ကတွေ့ခဲ့ဘူးရဲ့လူမလို့အခုလိုမျိုးလိုက်ရှာတာဖြစ်ပါလိမ့်မယ်။စစ်သူနဲ့တဆူကျော်ကတွေ့ခဲ့ဘူးရဲ့လူကိုလိုက်ရှာရအောင်ဟာလက်က Shans ရဲ့အချစ်ဦးဟုတ်မနေဘူးလေဟုတ်တယ်မလား။ဒါနဲ့စကားမဆက် One Piece Manga Chapter 907
Anime episode 87မှာ Fire တွေနဲ့လာတွေ့တဲ့လူက Shaz မဟုတ်ပဲ Shanrock ဆိုတာလုံးဝကိုတေချာသွားပြီး Holy Land ကိုတစ်ခါပဲပြန်လာဘူးတဲ့ Shaz ကလွန်ခဲ့တဲ့14နှစ်ကျော်ကပြန်လာခဲ့တာမလို့လွန်ခဲ့တဲ့လပိုင်းလောက်က Fire တွေနဲ့လာတွေ့ပြီးတော့ပင်လယ်နှမအထက်အကြောင်းကိုပြောသွားတာကတေချာတော့ Shanrock ပါပဲလွန်ခဲ့တဲ့2နှစ်ကျော်ကပြောခဲ့တဲ့ကိုတွေအတွက်ကတော့တိတ်ပြီးတော့မထူးဆန်းဘူးဘာညာပေါ့တကယ်လို့ Shaz လက်မှာတွေ့ရတာကသာ Air Force မှာဖြစ်တာသိကြတယ်ဆိုရင် Luffy ကိုကယ်တော့လက်ပြတ်ခံလိုက်ရတဲ့အကြောင်းကရှင်းသွားပြီလို့ထင်တယ်။ဘာလို့အာမမတ်ဟာကီနဲ့မကတာလဲ။ဘာလို့ observation ဟာကီနဲ့ကြုံမကြည့်ရလဲ။ဘာလို့မူးမေလိုက်ကိုကြုံမသုံးတာလဲဆိုတဲ့စောက်ပေါ်မိကွန်းတွေကိုရက်တန့်သွားစီပြီး One Piece ကဆလာကြတဲ့ကပလော်ဟိုးကြီးနဲ့ဘာလို့ပြောတဲ့ပါဇက်ပေါက်တွေလဲပိတ်သွားတော့ပါပြီ။ဒါပေမဲ့ပြောနေတာ chapter အတွင်းမှာရှက်ရှက်လက်မှာတွေ့ရတဲ့အတက်တူးလို့အမှတ်တစ်ခုကဆိုမာကြီးမှာတွေ့ရတဲ့ Air Force မှာနဲ့တော့အရန်တော့တူမနေဘူး။ဝါကပမတ်ရဲ့အလန်းလို့အမတ်တစ်ခုကိုပဲခရီးမြင်တွေ့ရတာမျိုးပါအားလုံးသိကြတဲ့အတိုင်းပဲ Ora ဆိုတဲ့ genius ကြီးက Fanny ကိုမျောလင်းချက်ပေးပြီးတော့ရိုက်ချတတ်တာမလို့အခုတစ်ခါလဲပလေးခံရမလားဆိုတဲ့ခံစားချက်တွေဝင်လာပြီးတော့မျက်ခုံးတွေတော့ဆလောက်လာပြီတခြားလူတွေရဲ့ Airbus မကိုမမြင်ဘူးသေးတဲ့အနေထားဆိုတော့ Airbus မတွေကပုံစံမတူတာမျိုးလေဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ် Airbus မအကြောင်းကို Ora ချပြတော့မှာပဲတေချာသိရတဲ့အနေထားမျိုးကိုအကြောင်းပန်သွားရလို့ပြောရမှာပါဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ကတော့ဇက်ပါမတူညီတဲ့ theory တစ်ခုနဲ့အတူတူပြန်တွေးချတာပေါ့Now begins a cup of the tea,